တင်ဟာထိုင်းမြန်မာရွှေ့ပြောင်းဒေသတွင်နေထိုင်ပြီးတင်ပဝင်ချင်းတိုးတက်ပြောင်းလဲရေးအတွက်ပါဝင်ဆောင်ရွက်လိုတဲ့လူငယ်တဦးဖြစ်ပါသလားဒါဆိုရင်တော့မိမိပါဝင်ခြင်းအတွက်လူငယ်ကောင်းဆောင်အခမ်းကဏ္ဍမှာအကျိုးပြုနိုင်မဲ့အခွင့်အရေးတင်စီကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ပါဝင်ခြင်းအကျိုးပြုလုပ်ငန်းများကိုလူငယ်အခမ်းကဏ္ဍမှာပါဝင်ဆောင်ရွက်နေတဲ့ကျွန်တော်တို့လူငယ်ကွန်ရက်အဖွဲ့နဲ့ပတ်သက်သောအကြောင်းအရာများကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် Research You လူငယ်ကွန်ရက်အဖွဲ့ဆိုတာဘာလဲလူငယ်ကွန်ရက်အဖွဲ့ကို Health with the Frontier Foundation လက်အောက်မှာရှိတဲ့ Research Program မှာ2019ခုနှစ်တွင်လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်ရွှေ့ပြောင်းကလေးနဲ့လူငယ်များကိုစားပြုသောပူးပေါင်းဆောင်ရွက်မှုများနဲ့အတူအပြုသဘောဆောင်သောပြောင်းလဲမှုများကိုလူငယ်များဥဆောင်ဖြည့်ရှင်းမှုကဏ္ဍမှာအကောင့်အထည်ပေါ်ဆောင်ရွက်မြင့်တင်ရန်ဟူသောရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်လူငယ်ကွန်ရက်အဖွဲ့တွင်စုစုပေါင်းလူငယ်25ဦးရှိပြီးထိုလူငယ်များထဲမှ၎င်းတို့ကိုယ်တိုင်ရွေးချယ်တင်မြှောက်ထားသောလူငယ်ဘုတ်အဖွဲ့ဝင်3ဦးဖြင့်ဖွဲ့စည်းထားပါတယ်လူငယ်ကွန်ရက်အနေဖြင့်လစဉ်အစည်းအဝေးများပြုလုပ်ခြင်းစွမ်းရည်မြင့်တင်သံများတက်ရောက်ခြင်းရွှေ့ပြောင်းဒေသအတွင်းဖြစ်ပေါ်နေသောအခြေအနေများပြဿနာများပေါ်မူတည်၍ရပ်ရွာများအတွင်းအသိပညာပေးသင်တန်းများပြုလုပ်ခြင်းကမ်ပိန်းများဦးဆောင်ခြင်းအွန်လိုင်းမှာတဆင့်ဗဟုသုတများမျှဝေသည့်အပြင်လူမှုအတိုင်းအဝိုင်းအတွင်းစစ်တမ်းများကောက်ယူကာရရှိလာသောအချက်အလက်များကိုဒေသခံအစိုးရများနဲ့အရက်ဖက်အဖွဲ့အစည်းများထံသို့တင်ပြရှင်များပြုလုပ်ပါတယ်။ဒါဆိုရင်တော့လူငယ်ကွန်ရက်နဲ့ပတ်သက်သောအကြောင်းအရာများကိုနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။နှစ်စဉ် Research You မှာလူငယ်ကွန်ရက်အဖွဲ့ဝင်များကိုအဖွဲ့ဝင်လူငယ်25ဦးမှ30အထိသာလက်ခံခြင်းဖြစ်ပါတယ်။သင်အနေနဲ့လူငယ်ကွန်ရက်အဖွဲ့ဝင်တဦးဖြစ်ရန်စိတ်အားထက်သန်ပါက Research You Univer Group Facebook Page ကို follow ရှင်အားဖြင့်အသင်းဝင်လျှောက်လွှာနဲ့ပတ်သက်သောအချက်အလက်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။လူငယ်တဦးအနေဖြင့်မိမိပတ်ဝန်းကျင်နဲ့လူမှုအတိုင်းအဝိုင်းကိုအပြုသဘောဆောင်သောလှုပ်ရှားဆောင်ရွက်မှုကဏ္ဍများတွင် Research You နဲ့အတူတက်ကြွစွာပါဝင်နိုင်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။